ဆိုင်ရောင်တဲ့ feature လေးတွေကိုလေမိုးကလေလုံးဝကို quality ကိုရောနဲ့ quality ကိုဘယ်လောက်ထိအာမခံချက်နဲ့စမ်းပေးမလဲဆိုတော့စက်ပြာကြီးလည်းပါမယ် scrap လည်းပါမယ်နောက်ဆုံးရုပ်စအစော Coca-Cola နဲ့ပါလုံးဝဆေးပြမယ်နော်ဒါဆိုလို့ရှိရင်လည်းစက်ပြာနဲ့ဆေးတယ်ပုတ်တယ်တိုက်တယ်အချိန်ကပုတ်တိုက်တယ်ကွာဘိုးတို့ရေချိုးပြီဆိုတော့ဘယ်တော့မှတခါတည်းမချိုးဘူးအမြဲတမ်းဝစ်ချိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့အချင်းချင်းခါတိုက်တယ်ဆယ်တယ်ပြန်တိုက်တယ်ဒီလိုနဲ့ပဲပေါ့နော်တစ်ချိန်လုံးတိုက်တာဘာမှအယောင်ပြောင်းခဲ့ဘူးဒီမှာဒါဆိုလို့ရှိရင်လည်း scrap ဆိုလို့ရှိရင်လည်းအများကြီးနဲ့တိုက်တာနော် scrap ဒီမှာနည်းနည်းတော့မဟုတ်ဘူးဘတ်တန်နဲ့ပါပုတ်ချစ်တယ်လုံးဝအဖက်တီကွာလာလည်းမရှိဘူးအယောင်ရော့သွားတာတော့လုံးဝမရှိဘူးလူအသားရောင်တာပြောင်းချင်ပြောင်းသွားမယ်ဒီ feature လေးတွေကလုံးဝအယောင်မပြောင်းပဲဒီတိုင်းလေးတည်ရှိနေတာဖြစ်ပါတယ်ရှင်တကယ်ကိုဝင်းမွတ်နေပြီတကယ်အခောက်ရွှေပေါ့နော်အယောင်အတိုင်းလေးပဲထွက်လာတာပါတော့လုံးဝကိုအယောင်မပြောင်းဘူးဒါဆိုရှင်မို့လို့ scrap လည်းပြီးသွားပြီစက်ပြားကြီးလည်းပြီးသွားပြီဆိုတော့မို့လို့ Coca-Cola နဲ့စမ်းပြမှာဖြစ်ပါတယ် Coca-Cola ရဲ့အစွမ်းတတိယလေးသူကဇွန်းနဲ့ခင်းနေမှာတက်နေတဲ့ဂျွတ်တွေတောင်မှာပေါ့နော်လုံးဝကွာကြလာတယ်ဆိုတဲ့ဒီကိုအစွမ်းတတိယပြင်းတာပါနော်အဲ့တော့ဒီမှာ Coca-Cola နဲ့ဆာမို့လို့တေချာလေးစိတ်နေစမ်းနေပုတ်တယ်ပေါ့နော်ကျိုးရည်နဲ့ပါအကုန်ထည့်ဆန်းချကွာဆိုပြီးတော့ထည့်တာဒီဟာဆိုရှင်တေချာကိုပုတ်တာပေါ့နော်စိန်ထားယုံနေအမရလို့ပုတ်တာဆိုတာလေလေအချင်းချင်းခါခါပဲဒါကလည်းပစ္စည်းလေးတွေကဘလို့ဖြစ်လာလဲဆိုတော့ result ကိုတစ်ချက်ကြည့်လိုက်ပါပစ္စည်းလေးတွေကပို့ပြီးတော့မှဝင်းမွတ်လာတာပါနော်လုံးဝအယောင်ကကွက်လုံးဝမရှိပါဘူးနော်လောင်ရော့သွားတာမျိုးလဲလုံးဝမရှိတဲ့အပြင်ကိုမှပုံမှန်ထွက်တောင်မှပို့ပြီးတော့ဝင်းမွတ်လာတာပါနော်အယောင်လေးတွေကတကယ် feature ရွှေစိန်မှာထွက်တဲ့အစ်စ်အတိုင်းကိုမှလက်ရတေးသေးနဲ့ရမယ်အပြင်ကိုဒီလိုမျိုး quality ရတဲ့အရန်ခံတယ်ဆိုတော့ဘာလို့သေးလဲရှင်